အခုမှစက်စမွေးချင်တဲ့လူတွေတီးချင်တဲ့အမေကွန်တစ်ခုကကျွန်တော်စက်စမွေးဖို့အရင်ဒီဘယ်လောက်ကုန်မလဲပြီးကြရင်အမြတ်ကတော့ဘယ်လောက်ရမလဲပေါ့နော်ပထမချက်ကကျွန်တော်ဒီစက်စမွေးဖို့အရင်နှီးပေါ့နော်ရင်းနှီးကကျွန်တော်တို့ဒီကြက်ပေါက်ရဲ့အစာရဲ့ဆေးရဲ့၃မျိုးပဲเนาะကျန်တာဘာမှမပါဘူးပေါ့ကြက်ပေါက်ရဲ့အစာရဲ့ဆေးရဲ့၃မျိုးပဲအကောင်1000ကိုကုန်ကြစိတ်က150နဲ့160ကြားမှရှိတာပေါ့နော်နောက်တစ်ချက်ကဘယ်လောက်မြတ်မလဲကျွန်တော်မင်းတော့မသိဘူးလို့ပဲဖြေရမှာပေါ့နော်ဘာဖြစ်လို့မသိဘူးပြောရလဲဆိုရင်တော့ကျွန်တော်ဒီအသားတိုးကြက်ဈေးကွက်ကအတက်ကြရှိတာပေါ့နော်ဒီအသားတိုးကြက်ရောင်းတဲ့ဈေးကကျွန်တော်တို့သတ်မှတ်လို့မရဘူးဒီ CB ကသတ်မှတ်ပေးတဲ့ဈေးတိုင်းပဲကျွန်တော်တို့ရောင်းလို့ရတာပေါ့နော်ဘယ်မျိုးနယ်ကဘယ်လောက်ဈေးဘယ်မျိုးနယ်ကဘယ်လောက်ဈေးဆိုတာသတ်မှတ်ပြီးသားပဲအဲ့ဒီအတိုင်းပဲကျွန်တော်တို့ရောင်းရတယ်ကျွန်တော်ရောင်းချင်တဲ့ဈေးနဲ့ရောင်းလို့မရဘူးပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ရောင်းတဲ့အချိန်ဈေးတက်ကြကျွန်တော်တို့ကရောင်းရတာပေါ့နော်စောက်လို့မရဘူးဘာဖြစ်လို့စောက်လို့မရဘူးလဲဆိုရင်တော့ကျွန်တော်ဒီကိုက45ရက်ပြေးလို့ချက်ကရောင်းတော့မယ်ဆိုလို့ရှိရင်ဈေးကကျနေတယ်ပေါ့ဥပမာဈေးကကျနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဈေးစောက်မှာပေါ့နော်ပြောရရင်တော့ဈေးအတက်ဖို့စောက်ရင်လည်းဒီရက်55ရက်ထားမှာပေါ့အဲ့လိုမျိုးထားမယ်ဆိုရင်ကျွန်တော်တို့ဒီအစာဘိုးကုန်ကြဈေးကဒီကိုပြန်ရမယ်ပတ်စံနဲ့မကာမိဘူးပေါ့နော်အဲ့လိုမျိုးရက်ကြထားလို့အဆင်မပြေဘူးပေါ့နော်နောက်သူတို့တက်တန်းကလည်းပြောမယ်ဆိုလို့ရှိရင်45ရက်ကြော်ဝိုင်းတိတ်အချိန်တွေမကောင်းတော့ဘူးလို့ပဲပြောရမှာပေါ့နော်ရက်45ရက်ကြော်ဝိုင်းသူကတနည်းနည်းနဲ့အပြက်စီးဆုံးရှုံးမှုတွေကများလာတယ်နောက်တစ်ခုကကျွန်တော်တို့ဒီအစာကျွေးတဲ့လောက်အစာဘိုးတောင်ပြန်မရချင်ဘူးပေါ့နော်ဒီ45ရက်ကြော်သွားလို့ဆိုရင်ဒါကြောင့်မို့ကျွန်တော်တို့က45ရက်ပြည့်လို့ဆိုရင်ဈေးဟာတက်ကြထောက်ရတာပေါ့နော်ကျွန်တော်တို့အလွန်ဆုံးစောင့်နိုင်ရင်9ရက်10ရက်အစွမ်းကုန်10ရက်ပေါ့နော်ရက်55ရက်ကကိတ်ဆုံးပဲအဲ့ထက်ပိုစောင့်လို့အဆင်မပြေဘူးအဲ့ထက်ပိုစောင့်မယ်ဆိုရင်ကျွန်တော်တို့ကဆုံးရှုံးမှုပိုများမှာပေါ့နော်အဲ့ခါကျတော့ကျွန်တော်ကဈေးကတက်ကြရောင်းရတာပေါ့ကျွန်တော်တို့ဒီဈေးကအတက်ကြကအများတန်းရှိနေတဲ့ခါကျတော့ကျွန်တော်တို့ကြက်ရောင်းတဲ့ခါကျရင်ရှုံးမလားမြတ်မလားဆိုတာမသိဘူးပေါ့နော်ဘယ်လောက်မြတ်မလဲလဲကျွန်တော်တို့မသိရဘူးပေါ့နော်ဈေးကအများတန်းပြောင်းလဲနေတယ်ဆိုတော့အကြမ်းမြင်ပြောရမယ်ဆိုရင်တော့ဈေးတက်ရင်မြတ်မယ်ဈေးကျရင်ရှုံးမှာပေါ့ဒါကတော့အကြမ်းမြင်ပေါ့နော်အတိအကျရောမဟုတ်ဘူးပေါ့နောက်တစ်ချက်ကကျွန်တော်တို့ဒီဈေးအတက်ကြပြောပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့ကဒီကြက်ကောင်းမကောင်းတစ်ခါစကားပြောသေးတယ်ဗျကျွန်တော်တို့ဒီဈေးကောင်းပေမဲ့ကိုကြက်ကဝိတ်တမ်းမမှီဘူးအတေပြောင်းများမဲ့ဆိုရင်လည်းကျွန်တော်တို့ကအမြတ်မကြံဘူးเนาะအဲ့တစ်ချက်ကလည်းရှိသေးတယ်ဈေးကောင်းတိုင်းလည်းအမြတ်မယ်လို့ပြောလို့မရဘူးပေါ့နော်ကိုကြက်ကောင်းမှုလည်းလိုသေးတယ်ပြောချင်တဲ့အဓိပ္ပာယ်ကဈေးလည်းကောင်းရမယ်ကြက်လည်းကောင်းရမယ်အတေပြောက်လည်းနေရမယ်ဒါမှပဲအမြတ်အစွန်ကြံမှာပေါ့နော်ကြက်ကောင်းမကောင်းဆိုတာတော့ကိုဘယ်လောက်ကျွမ်းကျင်လဲပေါ်မှာတော့မူတည်သွားပြီကိုပေါ်မှာမူတည်သွားပြီပေါ့နော်ကြက်ကောင်းသည်မကောင်းသည်ဆိုတာတော့လောက်တဲ့လူပေါ်မှာအများကြီးမူတည်တာပေါ့ကိုကကျွမ်းကျင်တယ်ဆိုရင်ကိုကြက်ကကောင်းမှာပေါ့ကြက်ကဝိတ်တန်ကောင်းမယ်တေပြောက်နေမယ်ကျွမ်းကျင်တဲ့လူတယောက်တွက်ဆိုရင်တော့မကျွမ်းကျင်တဲ့လူတယောက်တွက်ဆိုရင်တော့ကျွန်တော်တို့ကဝိတ်တန်မကောင်းတေပြောက်များမှာပေါ့အနှစ်ချုပ်ပြောရရင်တော့လုပ်ငန်းကျွမ်းကျင်အမြတ်ကျန်မှာပေါ့နော်ဘယ်လောက်မြတ်မလဲမသိရပေမဲ့လုပ်ငန်းကျွမ်းကျင်တော့အမြတ်ကတော့အနည်းနဲ့များတော့ကျန်တာပေါ့လုပ်ငန်းမကျွမ်းကျင်တော့အလုပ်စိတ်ချင်းတော့မိတ်ဆွေတွေပေါ့နော်